နံအမျိုးဖြစ်သောမိမတစ်ယောက်သည်ထိုနယ်ဆက်မှထွက်လာ၍ဒါဝိဒ်၏သားတော်ရှင်ကျွန်မကိုသနာတော်မူပါကျွန်မ၏သမီးသည်နတ်ဆိုးနှိပ်စက်ခြင်းကိုပြင်းစွာခံရပါသည်ဟုဟစ်ကြော်တော်လေစကားတခွန်းမျှပြန်တော်မမူတခါကနတ်ဆိုးဆွေလို့ချစ်သမီးငယ်ခံစားရတဲ့ဝေဒနာဆိုမမြင်ရတဲ့ဆိုသခင်ပါရောက်လာထိုမိန်းမချစ်သမီးဝေဒနာကြောင့်အောင်ပူပါလို့ဆိုလာတဲ့အခါသခင်မကြောက်တလို့နေပေမဲ့သူစိတ်မပြတ်ပါမျောလင်းစွာတပည့်တော်တို့ဒီချင်းကပ်၍ထိုမိန်းမပြန်သွားရသောအခွင့်ကိုပေးတော်မူပါငါတို့နောက်သို့လိုက်၍ဟစ်ကြော်လျက်နေပါသည်ဟုတောင်းလျှောက်ကြ၏သခင်တော်တကောင်းကောင်းနေလိုက်လွန်နေထိုမိန်းမကိုပြန်စီဖို့တပည့်သားတယောက်ကသခင်အားခွင့်ပန်ဆိုတဲ့ခါသူရဲ့ယုံကြည်ခြင်းကိုကြံလူအများမြင်စေခြင်းကသူစိတ်မသာစေတဲ့စကားတခင်ပြောခဲ့တယ်ဆိုခဲ့တယ်ကိုရောကလည်းဣတိလအမျိုးအဝင်ပြောင်းလဲသောတိုးများမှတပါအခြားသောအမျိုးရှိရာသို့ငါကိုမစေမလွတ်ဟုမိန့်တော်မူ၏ငါအားစေလွတ်ခြင်းဟာမဆိုင်နဲ့တပါသူအတွက်မဟုတ်ပါငါဤအမျိုးဤဒီလာတို့တို့ကဲနှုတ်ဖို့ပါအကျဉ်းမိန်မဘယ်လိုပဲသူနာကြည့်အောင်ဆိုပြီးညာသူစိတ်မပြောင်းပါကဲမပါအကျဉ်းရဲ့သမီးကိုတနာလေးပါဆိုခဲ့တာထိုမိမဒီချင်းကပ်၍ပြတ်ဝတ်လျက်ကျွန်မကိုကယ်မတော်မူပါသခင်ဟုလျှောက်ပြန်ရင်ကိုတော်ကသားဤအစာကိုယူ၍ခွေအားမပေးမအပ်ဟုပြန်ပြောတော်မူ၏မိမကလည်းမှန်ပါ၏သခင်ခွေးမိဒီကမိမိသခင်ဤစားပွဲမှကြသောစနှုတ်စပေါက်ကိုစားမြဲထုံးစံရှိပါ၏ဟုလျှောက်ပြန်လျင်သခင်ကငါသားရဲ့စာအပေခွေးအားချာကျွေးအံ့သလားဆိုပြီးညာထိုမိန်းမကပြန်ပြောတဲ့စကားကြည်ကွယ်စရာသခင်ရဲ့ပိုရဲ့အကျိုးချမ်းသခင်ရဲ့ခွေမျောနေစေပါစွန့်တယ်ပါသခင်ရဲ့အကျိုးချမ်းတနာလေးပါဆိုခဲ့တာအိုမိန်းမသင်ဒီယုံကြည်အားကြီးလာပြီသင်အလိုရှိသည့်အတိုင်းသင်၌ဖြစ်စေဟုမိန့်တော်မူ၏ထိုအချိန်မှစ၍ထိုမိန်းမ၏သမီးသည်ကျမ်းမာပကတိဖြစ်လေ၏အာမင်ယုံကြည်ခြင်းနဲ့ဆိုင်လို့သာနောက်ဆုံးမှာချစ်သမီးလေးခင်ဗျာအလိုတော်ကြောင့်ခံစားရသမျှပျောက်ကင်းချမ်းသာစေခဲ့တာအဆွေတို့